Shining ကမင်္ဂလာပါဟုတ်ကဲ့ပါဗျာနော်မင်္ဂလာပါအားလုံးပဲ channel လေးကို subscribe မလုပ်ရသေးတဲ့ဒီကိုမောင်နှမတွေကလည်း channel လေးကို subscribe လုပ်ပေးပါဗျာနော်အဲ့ဒီလက်မလေးများလေးနှိပ်ပေးပါ share လို့ရတဲ့ဒီကိုမောင်နှမတွေကလည်း share ပေးပါဗျာနော်ကျွန်တော်ကြံ2ရက်ကြေပေါက်ပေါ့ဗျာနော်ကြံ2ရက်ကြေပေါက်ကိုကျွန်တော်ပြပြီးကြံ2ရက်ကြေပေါက်ကိုပေါ့ဗျာနော်ကျွန်တော်မွေးကနန်းလေးနဲ့လုံးမိုင်လေးကိုကျွန်တော်ထုတ်ပြပေးတော့မှာဖြစ်ပါတယ်ဗျာနော်ဒီတစ်ပတ်စာလိုက်ရှိုးမှာတော့ကျွန်တော်9ပတ်တီးပေါ့ဗျာနော်9ပတ်တီးကိုပေးခဲ့တယ်9ကြာသွားတယ်ပေါ့ဗျာနော်7တက်ပရိတ်ကို305ခွန်ထိတဲ့7တက်ပရိတ်အဲ့မှာ56ဆိုတဲ့ကနန်းကလည်းကျွန်တော်တို့ထွက်သွားတယ်ပေါ့ဗျာနော်56ဆိုတာကကျွန်တော်အင်္ဂါနေ့မနက်သေးမှ56ဆိုတာကလည်းကြာသွားခဲ့တယ်ပေါ့ဗျာနော်ကြာသွားခဲ့တယ်အဲ့တော့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကြံ2ရက်ကြေပေါက်ကိုပေါ့ဗျာနော်ဒီမှာကျွန်တော်တစ်ပတ်စာလိုက်ပေါ့ဗျာနော်တစ်ပတ်စာလိုက်ဒါကဒီတပွဲအတွက်တစ်ပတ်စာလိုက်ပေါ့ဗျာနော်တစ်ပတ်စာလိုက်မှာကျွန်တော်တို့9ပတ်တီးက9ကျသွားတယ်ကျွန်တော်တို့7တက်ပရိတ်ကို305ခွန်ထိတဲ့7တက်ပရိတ်ကို56ဆိုတဲ့ကဏ္ဍကလည်းအောင်သွားခဲ့တယ်ပေါ့ဗျာနော်အဲ့တော့ကျွန်တော်ကြံ2ရက်ကြေပေါက်ကိုအရှုံးများနေတဲ့ညီကိုမောင်နှမတွေကိုကျွန်တော်တွေးတာမြင်တာလေးတွေကိုကြံ2ရက်ကြေပေါက်ကိုကျွန်တော်ထုတ်ပေးမယ်ဗျာနော်ကြံ2ရက်ကြေပေါက်ဖြစ်တဲ့အတွက်ကျွန်တော်ကဏ္ဍအများကြီးမထုတ်ဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကကယ်ပေါက်ထုတ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဏ္ဍတွေအများကြီးထုတ်တော့ထိုးရတဲ့ညီကောင်မောင်နှမတွေကလည်းရှုံးနေပါရဲ့ဆိုကဏ္ဍအများကြီးကိုထပ်ထိုးနေရတော့အဆင်မပြေဘူးပေါ့ဗျာနော်အဲ့တော့ကျွန်တော်ကဏ္ဍကိုအတက်နိုင်ဆုံးအနည်းဆုံးပေါ့ကျင်းပေးထားမယ်အဲ့တော့လိုက်တဲလက်မလေးတွေလည်းဒီကောင်မောင်နှမတွေဘက်ကများများလေးနှိပ်ပေးပေါ့ဗျာနော်အဲ့တော့အရင်ဦးဆုံးပေါ့ဗျာနော်ကျွန်တော်တို့ကကြံ2ရက်အတွင်းမှာကျွန်တော်တို့လိုက်ရမယ့်ကဏ္ဍလေးကိုအရင်ဦးဆုံးကျွန်တော်ပြပေးမယ်ဗျာနော်အဲ့တော့ကျွန်တော်တို့ဒီ6ရဲ့ဒီ9ရဲ့ပေါ့ဗျာနော်6 9ကဏ္ဍနှလုံးပေါင်းချင်းဒီ1တဲ့နော်6 9ကဏ္ဍနှလုံးပေါင်းချင်းဒီ1ဒီ4နဲ့ပေါင်းတော့မိုးကနည်းနည်းရွာနေတယ်ဗျာနော်မိုးကနည်းနည်းရွာနေတယ်အတန်ကြားလားကြည်လားပြီဗျာနော်တစ်ချက်လောက် comment လေးမှာတစ်ချက်မှတ်ပြီပါဟုတ်ကဲ့ပါဗျာနော်တရားနဲ့တယောက်တော့ညီကောင်မောင်နှမတွေအကုန်လုံးပေါ့ဗျာနော်ထူးချက်ကိုချစ်တဲ့ခင်းတဲ့ညီကောင်မောင်နှမတွေအားလုံးမင်္ဂလာပါအဲ့တော့6 9ကဏ္ဍနှလုံးပေါင်းချင်းဒီ1 4နဲ့ပေါင်းတော့9အဲ့ဒီ9တလုံးကတဲ့ကျွန်တော်တို့နောက်တစ်ပွဲမှာသူကမပြောက်ရပါဘူးဆိုတော့ဘာလို့ထပ်ပေးလဲသူက85 56ဆိုပြီး9တလုံးကိုကြာပြီးခဲ့တယ်ဗျာနော်9တလုံးကိုကြာပြီးခဲ့ဒါဆိုဒီ1က4ရဲ့ကဏ္ဍနှလုံးပေါင်းချင်းဒီ9ဒီ4နဲ့ပေါင်းတော့9အဲ့ဒီ9တပြားကလည်းကျွန်တော်တို့နောက်တစ်ပွဲမှာမပြောက်ရပါဘူးဆိုတော့ okay တဲ့ဟုတ်ကဲ့ပါဗျာနော်စမ်းမူ okay ဟုတ်ကဲ့ပါဗျာနော်အဲ့တော့ကျွန်တော်တို့ဒီ1က4ရဲ့ကဏ္ဍနှလုံးပေါင်းချင်းဒီက4နဲ့ပေါင်းတော့9အဲ့ဒီ9တပြားကလည်းတဲ့နောက်တစ်ပွဲမှာမပြောက်ရပါဘူးဆိုတော့60ခွန်ဆိုပြီး9တပြားကိုကြာပေးခဲ့တယ်95ဆိုပြီးတော့လည်း9တပြားကိုကြာပေးခဲ့တယ်ဒါဆိုရင်ဒီ9ဒီ3ကဏ္ဍနှလုံးပေါင်းချင်းဒီ8တဲ့ဒီ8နဲ့ပေါင်းတော့6အဲ့ဒီ6တပြားကလည်းနောက်တစ်ပွဲမှာသူကမပြောက်ပတ်တီးပါဆိုတော့ဘာလို့ကြာပေးခဲ့လဲ68ဆိုပြီးသူကလည်း6တပြားကိုကြာပေးခဲ့တယ်ဒါဆိုဒီ1ဒီ8ကဏ္ဍနှလုံးပေါင်းချင်းဒီ9ဒီ3နဲ့ပေါင်းတော့2တဲ့အဲ့ဒီ2တပြားကလည်းနောက်တစ်ပွဲမှာသူကမပြောက်ပတ်ပြီးပါဆိုတော့ဘာလို့ကြာပေးခဲ့လဲ1နှစ်ဆိုပြီး2တလုံးကိုသူကကြာပေးခဲ့တယ်ဗျာနော်အဲ့တော့ဒီ9ဒီ2ကဏ္ဍနှလုံးပေါင်းချင်းဒီခွန်နဲ့ဒီ3နဲ့ပေါင်းတော့3ညအဲ့ဒီ3ညတပြားကလည်းတဲ့နောက်တစ်ပွဲမှာသူကမပြောက်ပတ်ပြီးပါဆိုတော့ဘာလို့ကြာပေးခဲ့လဲ3ညခွန်30ဆိုပြီး3ညတပြားကိုလည်းသူကကြာပေးခဲ့တယ်ဗျာနော်ဒါဆိုဒီ3ဒီခွန်ကဏ္ဍနှလုံးပေါင်းချင်းဒီ3ညဒီ9နဲ့ပေါင်းတော့9တဲ့အဲ့ဒီ9တပြားကလည်းနောက်တစ်ပွဲမှာသူကမပြောက်ပတ်ပြီးပါဆိုတော့ဘာလို့ကြာပေးခဲ့လဲ60ခွန်ဆိုပြီး9တပြားကိုကြာပေးခဲ့တယ်ဗျာနော်9တပြားကိုကြာပေးခဲ့တယ်ဒါဆိုရင်ဒီ8ဒီခွန်ကဏ္ဍနှလုံးပေါင်းချင်းဒီ8ခွန်ကဏ္ဍနှလုံးပေါင်းချင်းဒီ9တဲ့ဒီ8နဲ့ပေါင်းတော့3အဲ့ဒီ3တပြားကလည်းနောက်တစ်ပွဲမှာသူကမပြောက်ပတ်ပြီးပါဆိုတော့1 3ဆိုပြီး3တပြားကိုကြာပြီးခဲ့တယ်4 3ဆိုပြီး3တပြားကိုလည်းကြာပြီးခဲ့ဒီမှာကတော့ကျွန်တော်တို့ဖောင်းမိုးရှိတော့ကြောယူမယ်ဗျာနော်150လေးရောက်တော့ညီကောင်မောင်နှမတွေမင်္ဂလာပါအဲ့တော့ဒီနှစ်ဒီ1ကဏ္ဍနှလုံးပေါင်းချင်းဒီ3နဲ့ဒီ3နဲ့ပေါင်းတော့6အဲ့ဒီ6တပြားကလည်းနောက်တစ်ပွဲမှာသူကမပြောက်ပတ်ပြီးပါဆိုတော့ဘာလို့ကြာပြီးခဲ့လဲ56 69 60ဆိုပြီးသူကလည်း6တပြားကိုကြာပြီးခဲ့တယ်ဒါဆိုဒီ3ညဒီလေးကဏ္ဍနှလုံးပေါင်းချင်းဒီ4
ဒီ9နဲ့ပေါင်းတော့တဲ့3နဲ့အဲ့ဒီ3တပြားကလည်းနောင်တပွဲမှာသူကမပြောက်ပတ်သေးပါဆိုတော့3ခုဆိုပြီးကြာပြီးခဲ့တယ်4 3 3ခွန်ဆိုပြီးကြာပြီးခဲ့တယ်ဗျာနော်ဒါဆိုရင်လည်းကျွန်တော်တို့ဒီနှစ်ဒီခွန်ကဏ္ဍနှလုံးပေါင်းခြင်းဒီ9ဒီ3နဲ့ပေါင်းတော့2အဲ့ဒီ2တပြားကလည်းနောင်တပွဲမှာသူကမပြောက်ပတ်သေးအနေနဲ့ကြာပေးရပါမယ်ဆိုတော့ဘာလို့ကြာပြီးခဲ့လဲ24ဆိုပြီးသူကလည်းကြာပြီးခဲ့တယ်ဗျာနော်24ဆိုပြီးသူကလည်းကြာပြီးခဲ့တယ်ကျော်စင်ကမင်္ဂလာပါဟုတ်ကဲ့ပါဗျာနော်ကိုမပြောက်ပတ်တီဟုတ်ကဲ့ပါဗျာနော်ကျွန်တော်ကြံ2ရက်ကပေါ့ကို6နဲ့ကျွန်တော်ထုတ်ပြီးပဲဗျာနော်6နဲ့ထပ်ထုတ်ပြီးတယ်အဲ့6နဲ့ကိုသူကပွဲတွင်းထဲမှာကြာနေတဲ့မွေကနန်းကိုပါကျွန်တော်ကက်လုံးနဲ့နော်ခီးနဲ့တခါတည်းကျွန်တော်ပြတ်တာပြီးသွားမယ်ဗျာနော်အဲ့တော့ဒီနှစ်ကဒီ8ကနှစ်8ကဏ္ဍနှလုံးပေါင်းခြင်းဒီတဲ့နှစ်8ကဏ္ဍနှလုံးပေါင်းခြင်းဒီ3ညဒီ9နဲ့ပေါင်းတော့ကျွန်တော်တို့9တဲ့အဲ့ဒီ9တပြားကလည်းသူကနောင်တပွဲမှာမပြောက်ပတ်သေးပါဆိုတော့65ဆိုပြီးသူကလည်းကြာပေးခဲ့တယ်ဒါဆိုရင်ဒီ6ဒီနှစ်ကဏ္ဍနှလုံးပေါင်းခြင်းဒီ8ဒီ6နဲ့ပေါင်းတော့4တဲ့အဲ့ဒီ4တပြားကလည်းကျွန်တော်တို့နောင်တပွဲမှာမပြောက်ပတ်သေးပါဆိုတော့4 5 4 6ဆိုပြီးသူက4တပြားကိုလည်းကြာပေးခဲ့တယ်ဗျာနော်ဒါဆိုရင်ဒီ9ဒီ8ကဏ္ဍနှလုံးပေါင်းခြင်းဒီခွန်တဲ့ဒီတက်နဲ့ပေါင်းတော့8အဲ့ဒီ8တပြားကလည်းနောင်တပွဲမှာသူကမပြောက်ပတ်သေးပါဆိုတော့ညီကိုမောင်နှမတွေ82 28ဆိုပြီး8တပြားကိုကြာပေးခဲ့တယ်ဗျာနော်8တပြားကိုကြာပေးခဲ့တယ်ဒါဆိုဒီနှစ်ဒီ6ကဏ္ဍနှလုံးပေါင်းခြင်းဒီ8ဒီတက်နဲ့ပေါင်းတော့9အဲ့ဒီ9တပြားကလည်းနောင်တပွဲမှာသူကမပြောက်ပတ်သေးပါဆိုတော့ဘာလို့ကြာပေးခဲ့လဲ39ဆိုပြီးကြာပေးခဲ့တယ်29 89ဆိုပြီးတော့ကြာပေးခဲ့တယ်ဒါဆိုရင်ဒီ6ကဏ္ဍနှလုံးပေါင်းခြင်းဒီနှစ်ဒီ8နဲ့ပေါင်းတော့3ညအဲ့ဒီ3ညတပြားကလည်းတဲ့ကျွန်တော်တို့နောင်တပွဲမှာသူကမပြောက်ပတ်သေးပါဆိုတော့30 60ဆိုပြီး3ညတပြားကိုလည်းသူကကြာပေးခဲ့တယ်ဗျာနော်တခြားလောက် share မှု share လေးနဲ့ကူညီပေးပါဗျာနော်တခြားလောက် share မှု share လေးနဲ့ကူညီပေးပါလိုက်တဲ့လက်မလေးတွေများများလေးနှိပ်ပေးပါဗျာနော်လိုက်တဲ့လက်မလေးတွေလည်းများများလေးနှိပ်ပေးပါကြိုက်နှစ်သက်တဲ့ဆိုရင်လိုက်တဲ့လက်မလေးတွေများများလေးနှိပ်ပေးပါအဲ့တော့ဒီ3ဒီ9တဲ့ကဏ္ဍနှလုံးပေါင်းခြင်းဒီ3ကိုကဏ္ဍနှလုံးပေါင်းခြင်းဒီ2တဲ့ဒီ2နဲ့ပေါင်းတော့4အဲ့ဒီ4တပြားကလေတဲ့ကျွန်တော်တို့နောင်တပွဲမှာသူကမပြောက်ပတ်သေးအနေနဲ့ကြာပေးရပါမယ်ဆိုတော့34ဆိုပြီးသူကလည်း4တပြားကိုကြာပေးခဲ့တယ်ဒါဆိုဒီခွန်ဒီ6ကဏ္ဍနှလုံးပေါင်းခြင်းဒီ3နဲ့ဒီ9နဲ့ပေါင်းတော့8အဲ့ဒီ8တပြားကလည်းနောင်တပွဲမှာသူကမပြောက်ပတ်သေးပါဆိုတော့48 80ဆိုပြီး8တပြားကိုကြာပေးခဲ့တယ်ဗျာနော်8တပြားကိုကြာပေးခဲ့တယ်တေးသူစာကမင်္ဂလာပါဟုတ်ကဲ့ပါဗျာနော်မင်္ဂလာပါမနက်ကဘာထွက်တာလဲဆိုတော့မနက်ကဒီနေ့ဖောင်းတယ်လေဗျာဒီနေ့ကကျွန်တော်တို့ဗုဒ္ဓဟူးနေ့ဖောင်းတယ်ကြာတာပရိတောက်ကြမှာကျွန်တော်တို့ပြန်ကစားရမယ်လေမနက်ဖငါကြာတာပရိတောက်ကြမှာကျွန်တော်တို့ပြန်ကစားရမယ်ဒီနေ့ကဖောင်းပါတယ်လို့ဒါဆိုဒီ9ဒီ6ကဏ္ဍနှလုံးပေါင်းခြင်းဒီတဲတဲ့ဒီ3နဲ့ပေါင်းတော့4အဲ့ဒီ4တပြားကလည်းကျွန်တော်တို့နောင်တပွဲမှာသူကမပြောက်ပတ်သေးပါဆိုတော့41 94ဆိုပြီး4တပြားကိုကြာပေးခဲ့တယ်ဒါဆိုရင်ဒီ1ကဒီ3ရဲ့1 3ကဏ္ဍနှလုံးပေါင်းခြင်းဒီ4ဒီ4နဲ့ပေါင်းတော့ကျွန်တော်တို့8အဲ့ဒီ8တပြားကလည်းတဲ့ကျွန်တော်တို့နောင်တပွဲမှာမပြောက်ပတ်သေးပါဆိုတော့ဘာလို့ကြာပေးခဲ့လဲညီကောင်မောင်နှမတွေ85ဆိုပြီးကြာပေးခဲ့တယ်ဒါဆိုရင်ဒီမှာကြည့်မယ်ဆိုတော့ဒီ1ဒီ3ညကဏ္ဍနှလုံးပေါင်းခြင်းဒီ1ဒီနှစ်နဲ့ပေါင်းတော့3နဲ့အဲ့ဒီ3တပြားကလည်းနောက်တစ်ပွဲမှာမပြောက်ပတ်သေးနဲ့ကြာပေးရပါမယ်ဆိုတော့83 31ဆိုပြီး3တပြားကိုလည်းသူကကြာပေးခဲ့တယ်80 30ခွန်ဆိုပြီးတော့လည်းသူကကြာပေးခဲ့တယ်ဒါဆိုရင်ဒီခွန်ဒီ1ကဏ္ဍနှလုံးပေါင်းခြင်းဒီ8ဒီ1နဲ့ပေါင်းတော့9တဲ့အဲ့ဒီ9တပြားကလည်းဒီပွဲမှာမပြောက်ပတ်သေးအနေနဲ့သူကကြာပေးရပါမယ်ဆိုတော့ကျွန်တော်တို့ပဲပါတယ်9ဒီတစ်ချက်ပေါ့ဗျာနော်တစ်ချက်ရပြီ9ဒီတစ်ချက်ရပြီဟုတ်ပြီဒါဆိုရင်ကျွန်တော်နောက်တစ်ချက်ထပ်သွားမယ်နောက်တစ်ချက်ထပ်သွားမယ်ဆိုတော့ဒီတစ်ချက်ကတော့ကျွန်တော်မင်းနီလေးနဲ့တစ်ချက်သွားမယ်ဗျာနော်440တော့ညီကောင်မောင်တို့တွေမင်္ဂလာပါဗျာနော်ဇီးထွက်တယ်ဟုတ်တာပေါ့ဇီးထွက်မှာပေါ့ဘာလို့လဲဆိုတော့သူကဒီနေ့ဖောင်းရက်ဖြစ်နေတဲ့အတွက်ဇီးပဲထွက်မှာပေါ့ကနန်းမှာမတင်တာမြင်သိကဇီးထွက်တယ်ဟုတ်ကဲ့ပါဗျာနော်ဟုတ်ကဲ့ပါအခုမင်္ဂလာပါအဲ့တော့နောက်တစ်ပင်နောက်တစ်ကက်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီ3ညရဲ့ဒီခွန်ရဲ့3ညခွန်ကဏ္ဍနှလုံးပေါင်းခြင်းဒီခွန်နဲ့ဒီ3ညနဲ့ပေါင်းတော့ခွန်အဲ့ဒီခွန်တစ်ပြားကလည်းတဲ့ကျွန်တော်တို့နောက်တစ်ပွဲမှာသူကမပြောက်ပတ်သေးအနေနဲ့သူကကြာပေးရပါမယ်ဆိုတော့60ခွန်ဆိုပြီးသူကလည်းခွန်တစ်ပြားကိုကြာပေးခဲ့တယ်
ဒါဆိုရင်ဒီတစ်ဒီခွန်ကဏ္ဍနှလုံးပေါင်းခြင်းဒီ8 3နဲ့ပေါင်းတော့1တဲ့အဲ့ဒီ1တပြားကလည်းနောက်တစ်ပွဲမှာသူကမပြောက်ပတ်သေးပါဆိုတော့1 3 1 3 2 1ဆိုပြီးသူကလည်းကြာပြီးခဲ့တယ်ဗျာနော်ကြာပြီးခဲ့တယ်ဒါဆိုရင်ဒီ9ဒီ4ကဏ္ဍနှလုံးပေါင်းခြင်းဒီ9ဒီ3ညနဲ့ပေါင်းတော့9တဲ့အဲ့ဒီ9တပြားကလည်းနောက်တစ်ပွဲမှာသူကမပြောက်ပတ်သေးပါဆိုတော့ဘာလို့ကြာပြီးခဲ့လဲ68ဆိုပြီးသူကလည်းကြာပြီးခဲ့တယ်ဗျာနော်68ဆိုပြီးကြာပြီးခဲ့တယ်ဒါဆိုရင်ဒီ2ကဒီ1က2 1ကဏ္ဍနှလုံးပေါင်းခြင်းဒီ3 4နဲ့ပေါင်းတော့ခွန်နဲ့ကဏ္ဍ3လုံးပေါင်းခြင်းဒီခွန်ဖြစ်တဲ့အတွက်အဲ့ဒီခွန်တပြားကလည်းကျွန်တော်တို့နောက်တစ်ပွဲမှာမပြောက်ပတ်သေးပါဆိုတော့80ဆိုပြီးသူကလည်းကြာပြီးခဲ့တယ်ဗျာနော်80ဆိုပြီးကြာပြီးခဲ့တယ်949ရောက်တော့ညီကောင်မောင်နှမတွေမင်္ဂလာပါကျွန်တော်တို့ကြံ2ရက်မှာထိထိမိမိရချင်ရင်တော့လိုက်ရှိုးလေးကိုပြီးဆုံးတိုင်အောင်ကြည့်ပေါ့ဗျာနော်ပြီးဆုံးတိုင်အောင်ကြည့်ပါလိုက်ရှိုးလေးကိုကျွန်တော်တို့ပေးခဲ့ရတဲ့အချိန်တွေအလဟတ်တမဖြစ်အောင်လိုက်ရှိုးလေးကိုပြီးအောင်ကြည့်ပါဘေးကုံဝါကျိုးနက်အောင်ပေါ့ဗျာနော်အဲ့တော့ကျွန်တော်တို့ဒီ1ကဒီ4ရဲ့1 4ကဏ္ဍနှလုံးပေါင်းခြင်းဒီ9တဲ့ဒီ1နဲ့ပေါင်းတော့6ကဏ္ဍ3လုံးပေါင်းခြင်းဒီ6ဖြစ်တဲ့အတွက်အဲ့ဒီ6တပြားကနောက်တစ်ပွဲမှာမပြောက်ပတ်သေးပါဆိုတော့ဘာလို့ကြာပြီးကြလဲ60ခွန်ဆိုပြီးကြာပြီးခဲ့တယ်နော်ညီကောင်မောင်နှမကြီးဒါဆိုရင်ဒီ6ကဒီခွန်ရဲ့6ခွန်ကဏ္ဍနှလုံးပေါင်းခြင်းဒီ3ဒီ4နဲ့ပေါင်းတော့ခွန်တဲ့အဲ့ဒီခွန်တပြားကလည်းနောက်တစ်ပွဲမှာသူကမပြောက်ပတ်သေးပါဆိုတော့80ခွန်80ခွန်5ဆိုပြီးခွန်တပြားကိုလည်းသူကကြာပြီးခဲ့တယ်ဒါဆိုဒီ8ကဏ္ဍနှလုံးပေါင်းခြင်းဒီ8ကဏ္ဍနှလုံးပေါင်းခြင်းဒီ6ဒီ3ညနဲ့ပေါင်းတော့6တဲ့အဲ့ဒီ6တပြားကလည်းကျွန်တော်တို့3ကဏ္ဍ3 8 8 3ညကဏ္ဍ3လုံးပေါင်းခြင်းဒီ6ဖြစ်တဲ့အတွက်အဲ့ဒီ6တပြားကနောက်တစ်ပွဲမှာသူကမပြောက်ပတ်သေးဆိုတော့60 65 3ည6ဆိုပြီး6တပြားကိုလည်းသူကကြာပြီးခဲ့တယ်ဗျာနော်930တော့ညီကောင်မောင်တွေမင်္ဂလာပါစိန်ကကြည်ပါတယ်ဟုတ်ကဲ့ပါဗျာနော်ဟုတ်ကဲ့ပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာနော်အဲ့တော့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုဒီ3ညဒီ2 3ည2ကဏ္ဍနှလုံးပေါင်းခြင်းဒီ2ဒီ3ညနဲ့ပေါင်းတော့2တဲ့အဲ့ဒီ2တပြားကကျွန်တော်တို့ဘာဖြစ်မလဲနောင်တစ်ပွဲမှာမပြောက်ပတ်သေးပါဆိုတော့ဘာလို့ကြာပြီးကြလဲညီကောင်မောင်နှမတွေ28ဆိုပြီး2တပြားကိုကြာပြီးခဲ့တယ်23ဆိုပြီးတော့လည်း2တပြားကိုကြာပြီးခဲ့တယ်ဒါဆိုဒီ2ကဒီ8က2 8ကဏ္ဍနှလုံးပေါင်းခြင်းဒီ3ညဒီ3နဲ့ပေါင်းတော့3နဲ့အဲ့ဒီ3တပြားကလည်းနောက်တစ်ပွဲမှာသူကမပြောက်ပတ်သေးနေနဲ့ကြာပေးရပါမယ်ဆိုတော့ဘာလို့ကြာပေးကြလဲ35ဆိုပြီးသူကလည်းကြာပေးခဲ့တာပဲ36ဆိုပြီး3တပြားကိုလည်းကြာပေးခဲ့တယ်ဒါဆိုရင်ねကျွန်တော်တို့က36ကဏ္ဍနှလုံးပေါင်းခြင်းဒီ9ဒီ6နဲ့ပေါင်းတော့9တဲ့အဲ့ဒီ9တပြားကလည်းကျွန်တော်တို့နောက်တစ်ပွဲမှာသူကမပြောက်ပတ်သေးပါဆိုတော့ဘာလို့ကြာပေးကြလဲ52ဆိုပြီးသူကလည်း9တပြားကိုကြာပေးခဲ့တယ်608ရောက်တော့ညီကိုမောင်နှမတွေမင်္ဂလာပါဗျာနော်ဆရာတဲ့ပြတ်တာမရှိဘူးလားတဲ့ဘယ်ဟာဘာကိုမေးတာလဲမသိဘူးဗျာနော်ပြတ်တာမရှိဘူးလားဆိုတော့ဘာကိုမေးတာလဲဖောင်းရက်ကဒီနေ့ဖောင်းပါတယ်ဗျာနော်ဦးဝေကမင်္ဂလာပါဟုပြောထားပြီဟုတ်ကဲ့ပါဗျာနော်အားလုံးပဲမင်္ဂလာပါသူတို့ချစ်တဲ့ခင်တဲ့ညီကိုမောင်နှမတွေအားလုံးမင်္ဂလာပါဗျာနော်ကြံ2ရက်မှာထိထိမိမိနဲ့တပိတ်ဝင်အိတ်ဝင်နဲ့ငွေများများဝင်နိုင်ကြပါစေဗျာနော်ကျွန်တော်ပေးတဲ့ကဏ္ဍလေးနဲ့ပေါ့ဗျာနော်ကျွန်တော်ပေးတဲ့ကဏ္ဍလေးကိုမှန်ပြီးရောပေါ့ဗျာနော်ငွေများများဝင်နိုင်ကြပါစေအဲ့တော့ဒီ6ဒီ2 66ကဏ္ဍနှလုံးပေါင်းခြင်းဒီ2ဖြစ်တဲ့အတွက်ဒီ2နဲ့ပေါင်းတော့4တဲ့အဲ့ဒီ4တပြားကလည်းနောက်တစ်ပွဲမှာဘာဖြစ်မလဲမပြောက်ပတ်သေးဆိုတော့ဘာလို့ကြာပေးကြလဲ48ဆိုပြီးကြာပေးခဲ့တယ်923ရောက်တော့ညီကောင်မောင်နှမတွေတဲ့မင်္ဂလာပါဟုတ်ကဲ့ပါဗျာနော်တော့ပြုံးကတဲ့ဆက်စုခြင်းစိတ်ဆက်စုခြင်းစိတ်များတဲ့ဟုတ်ကဲ့ပါဗျာနော်အဲ့တော့ကျွန်တော်တို့ဒေါင်းတစ်ချက်ကိုကြည့်မယ်ဆိုရင်တဲ့ဒီ2ကဒီ9ရဲ့2 9ကဏ္ဍနှလုံးပေါင်းခြင်းဒီ1ဒီ3ညနဲ့ပေါင်းတော့1အဲ့ဒီ1တပြားကလည်းနောက်တစ်ပွဲမှာသူကမပြောက်ပတ်သေးပါဆိုတော့ဘာလို့ကြာပြီးကြလဲ3ည1 8 1ဆိုပြီးသူကလည်း1တပြားကိုကြာပြီးခဲ့တယ်ဒါဆိုဒီ6ဒီ6ကဏ္ဍနှလုံးပေါင်းခြင်းဒီ66ကဏ္ဍနှလုံးပေါင်းခြင်းဒီ2တဲ့ဒီ9နဲ့ပေါင်းတော့ခွန်အဲ့ဒီခွန်တပြားကလည်းနောက်တစ်ပွဲမှာသူကမပြောက်ပတ်သေးပါဆိုတော့ဘာလို့ကြာပြီးကြလဲ1ခွန်6ဆိုပြီးခွန်တပြားကိုသူကလည်းကြာပြီးခဲ့တယ်ဗျာနော်ကြာပြီးခဲ့တယ်ဒေါခင်ကမင်္ဂလာပါဟုတ်ကဲ့ပါဗျာနော်မင်္ဂလာပါဝေဝေကမင်္ဂလာပါဟုတ်ကဲ့ဝေဝေမင်္ဂလာပါစုမြတ်မင်္ဂလာပါဗျအဲ့တော့ကျွန်တော်တို့နောက်တစ်ချက်ကိုထပ်ကြည့်မယ်ဆိုရင်လေဒီခွန်ဒီ6ကဏ္ဍနှလုံးပေါင်းခြင်းဒီခွန်6ကဏ္ဍနှလုံးပေါင်းခြင်းဒီ3နဲ့ဒီခွန်နဲ့ပေါင်းတော့3ညအဲ့ဒီ3ညတပြားကလည်းနောက်တစ်ပွဲမှာမပြောက်ပတ်သေးပါဆိုတော့3ညဘူး80 30ဆိုပြီး3ညတပြားကိုလည်းသူကကြာပေးခဲ့တယ်ဗျာနော်
ကိုကဒီတစ်ပတ်အရှုံးများနေတဲ့ဆရာကြီးတဲ့လူတစ်ပါတဲ့ဆရာမင်္ဂလာပါဟုတ်ကဲ့ပါဗျာနော်ကိုဆိုတဲ့အကောက်ပိုင်ရှင်လေးကျွန်တော်အခုဆရာသားမချမ်းဘူးပေါ့ဗျာနော်ဆရာသားမချမ်းဘူးကျွန်တော်ဒီတစ်ပတ်ကံ2ရက်ကေပေါက်ကိုကျွန်တော်တွေးတာမြင်တာကိုအကုန်ပြပေးမယ်ကဏ္ဍ9ကွက်ထဲကျန်2ရက်မှာနော်9ကွက်ထဲကို main ကွက်ပါကျွန်တော်တင်ပေးမယ်အဲ့တော့အလားလေးကိုတော့တိုင်းနှစ်တက်ရင်တော့ like ပေါ့ဗျာနော်အရှုံးများနေတဲ့ကိုဆိုတဲ့အကောက်ပိုင်ရှင်814ရောက်တော့ညီကိုမောင်နှမတွေအကုန်လုံးပေါ့ဗျာနော်ကျွန်တော်ကိုထူးကျော်ရဲ့ channel ကိုကြည့်ရှုအားပေးနေတဲ့ညီကိုမောင်နှမတွေအကုန်လုံးကိုနော်ကျွန်တော်ဘက်ကစေတနာနဲ့ပေါက်စေခြင်းရစေခြင်းနဲ့ဆန္ဒတစ်ခုပဲရှိပါတယ်ဗျာနော်ဒါဆိုရင်ကျွန်တော်ဆက်ကြည့်မယ်ဒီ3ညရဲ့ဒီ3ရဲ့3ည3ကဏ္ဍနှလုံးပေါင်းချင်းဒီ3ဖြစ်တဲ့အတွက်ဒီ9နဲ့ပေါင်းတော့2တဲ့အဲ့ဒီ2တပြားကလည်းကျွန်တော်တို့နောက်တစ်ပွဲမှာသူကမပြောက်ပတ်သီးပါဆိုတော့ဘာလို့ကြပြီးကြလဲတောက်ကြနေညနေစီမှာ42ဆိုပြီး2တပြားကိုကြပြီးခဲ့ဒါဆိုရင်ဒီ3ရဲ့3ညရဲ့3ညကဏ္ဍနှလုံးပေါင်းချင်းဒီ3ဒီ9နဲ့ပေါင်းတော့3ညအဲ့ဒီ3ညတပြားကလည်းနောက်တစ်ပွဲမှာမပြောက်ပတ်သီးပါဆိုတော့20 3ည5ဆိုပြီးဒီမှာ3ည1ဆိုပြီးကျွန်တော်တို့သူက3ညတပြားကိုလည်းကြပြီးခဲ့တယ်ဒါဆိုရင်ဒီ3ရဲ့1က3 1ကဏ္ဍနှလုံးပေါင်းချင်းဒီတဲ့4ဒီ9နဲ့ပေါင်းတော့9အဲ့ဒီ9တပြားကလည်းဒီတပွဲမှာမပြောက်ပတ်သီးပါဆိုတော့ကျွန်တော်တို့9ဒီဘယ်နှချက်လဲ9ဒီဒါ2ချက်ပေါ့ဗျာနော်ပွဲတွင်ပွဲကျုပ်က9ဒီ2ချက်ရပြီပေါ့ဗျာနော်ပွဲကျုပ်က9ဒီ2ချက်ရပြီအဲ့တော့နောက်တစ်ချက်ကိုကျွန်တော်ဆက်ပြအောင်မယ်ကျွန်တော်တို့ဒီ9ရဲ့ဒီ9ရဲ့ပေါ့ဗျာနော်9ကိုကဏ္ဍနှလုံးပေါင်းချင်းဒီ4တဲ့ဒီ9နဲ့ပေါင်းတော့9အဲ့ဒီ9တပြားကလည်းကျွန်တော်တို့ချစ်တော်ညီကောင်မောင်တွေကျွန်တော်တို့အဲ့ဒီ9တပြားကလည်းနောင်တပွဲမှာသူကဘာလို့ကြပြီးကြလဲမပြောက်ပတ်သီးဆိုတော့ဘာလို့ကြပြီးကြတဲ့39 90ဆိုပြီး9တပြားကိုကြပြီးခဲ့တယ်ဗျာနော်9တပြားကိုကြပြီးခဲ့တယ်ဒါဆိုရင်ဒီ1ကဏ္ဍနှလုံးပေါင်းချင်းဒီ2ဒီ3နဲ့ပေါင်းတော့9တဲ့အဲ့ဒီ9တပြားကလည်းတဲ့ကျွန်တော်တို့နောင်တပွဲမှာသူကမပြောက်ပတ်သီးအနေနဲ့ကြပြီးရပါမယ်ဆိုတော့ဘာလို့ကြပြီးခဲ့လဲ3.5ဆိုပြီးသူကလည်းဒီမှာကြပြီးခဲ့တယ်54ဆိုပြီးတော့လည်းကြပြီးခဲ့တယ်ဗျာနော်54ဆိုပြီးကြပြီးဒီမှာကတော့ကျွန်တော်တို့ဖောင်းမွေးရှိတော့ကြောယူမယ်ဗျာနော်900တယောက်တော့ညီကောင်မောင်နှမတွေမင်္ဂလာပါဗျာနော်ရှယ်မူရှယ်အားလေးနဲ့တစ်ဆက်ကူညီပေးပါဗျာနော်အများမြင်များတွေ့အများပေါအောင်လို့ 1K လေးကြော်သွားအောင်လို့ပေါ့အဲ့တော့ဟုတ်ပြီတဲ့ကျွန်တော်တို့ဒီမှာကဖောင်းမွေးရှိတော့ကျွန်တော်တို့ကြောယူမယ်အဲ့တော့ကျွန်တော်တို့ဒီ9ခွန်ကဏ္ဍနှလုံးပေါင်းချင်းဒီ2 9နဲ့ပေါင်းတော့1တဲ့နော်အဲ့ဒီ1တပြားကလည်းနောင်တပွဲမှာသူကမပြောက်ပတ်သီးပါဆိုတော့ဘာလို့ကြပြီးကြလဲ14ဆိုပြီးကျွန်တော်တို့သူကလည်း14ဆိုပြီးကြပြီးခဲ့တယ်ဗျာနော်14ဆိုပြီး1တပြားကိုကြပြီးခဲ့ဒါဆိုရင်ဒီ1ကဒီ3ရဲ့ကဏ္ဍနှလုံးပေါင်းချင်းဒီ1 3ကဏ္ဍနှလုံးပေါင်းချင်းဒီ4ဒီ4နဲ့ပေါင်းတော့8အဲ့ဒီ8တပြားကလည်းကျွန်တော်တို့နောင်တပွဲမှာမပြောက်ပတ်သီးပါဆိုတော့ဘာလို့ကြပြီးခဲ့လဲ38 68 80ခွန်8ပူးဆိုပြီး8ကိုလည်းသူကကြပြီးခဲ့တယ်ဗျာနော်8ကိုလည်းသူကကြပြီးခဲ့ဒါဆိုရင်ဒီ3ရဲ့3ရဲ့ကဏ္ဍနှလုံးပေါင်းချင်းဒီ3ဒီ3နဲ့ပေါင်းတော့6အဲ့ဒီ6တပြားကလည်းတဲ့ကျွန်တော်တို့နောင်တပွဲမှာမပြောက်ပတ်သီးပါဆိုတော့ဘာလို့ကြပြီးခဲ့လဲ60ဆိုပြီးသူကလည်းကြပြီးခဲ့တယ်အဲ့တော့ကျွန်တော်တို့60ဆိုပြီးသူကလည်း6တပြားကိုကြပေးခဲ့တယ်ဗျာနော်ဒီမှာကလည်းကျွန်တော်တို့ဖောင်းမွေးခံထားတော့ကျွန်တော်တို့ကြောယူမယ်ဗျာနော်ကြောယူမယ်အဲ့တော့ဒီ9ရဲ့ဒီ4ရဲ့6 4ကဏ္ဍနှလုံးပေါင်းချင်းဒီ3 8နဲ့ပေါင်းတော့1အဲ့ဒီ1တပြားကလည်းနောင်တပွဲမှာမပြောက်ပတ်သီးပါဆိုတော့51 3.1ဆိုပြီး1တပြားကိုသူကကြပေးခဲ့တယ်ရွှေကြီးကမင်္ဂလာပါဟုတ်ကဲ့ပါဗျာနော်နေလေးကမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဗျာနော်890တော့ညီကောင်မောင်နှမတွေအားလုံးပဲမင်္ဂလာပါအဲ့တော့ဒီ8ကဒီ9ရဲ့နောက်တစ်ချက်ကိုကြည့်မယ်ဆိုရင်ဒီ8က3ရဲ့83 sorry ဗျာနော်83ကဏ္ဍနှလုံးပေါင်းရင်းဒီ1ဒီ2နဲ့ပေါင်းတော့3အဲ့ဒီ3တပြားကလည်းနောင်တပွဲမှာသူကဘာလို့ကြပေးရမလဲမပြောက်ပတ်သီးဆိုတော့ဘာလို့ကြပေးခဲ့လဲ39ဆိုပြီး3တပြားကိုလည်းသူကကြပေးခဲ့တယ်ဒါဆိုရင်ဒီ6ကဒီ9ရဲ့69ကဏ္ဍနှလုံးပေါင်းရင်းဒီ9 3နဲ့ပေါင်းတော့8တဲ့အဲ့ဒီ8တပြားကလည်းနောင်တပွဲမှာမပြောက်ပတ်သီးပါဆိုတော့48 38 82ဆိုပြီးသူကလည်းကြပေးခဲ့တယ်
ဒါဆိုရင်တဲ့ဒီ9ဒီခွန်9ခွန်ကဏ္ဍနှလုံးပေါင်းခြင်းဒီနှစ်ဒီ1နဲ့ပေါင်းတော့3အဲ့ဒီ3တပြားကလည်းတဲ့နောင်တစ်ပွဲမှာမပြောက်ပတ်ပြီးပါဆိုတော့34 83ဆိုပြီးကြာပေးခဲ့တယ်ဗျနော်ကိုင်စာကမင်္ဂလာပါဟုတ်ကဲ့ပါဗျနော်ကြော်ကမင်္ဂလာပါဟုတ်ကဲ့ပါဗျနော်အားလုံးပဲမင်္ဂလာပါအဲ့တော့ဒီ3ညရဲ့ဒီခွန်ရဲ့တဲ့3ညခွန်ကဏ္ဍနှလုံးပေါင်းခြင်းဒီခွန်ဒီရှင်းနဲ့ပေါင်းတော့9အဲ့ဒီ9တပြားကလည်းနောင်တစ်ပွဲမှာဘာလို့ကြာပြရမလဲမပြောက်ပတ်ပြီးဆိုတော့53ဆိုပြီး9တပြားကိုကြာပြီးခဲ့တယ်ဒါဆိုရင်ဒီ4ရဲ့ဒီတစ်ခဲ့တဲ့4တစ်ကဏ္ဍနှလုံးပေါင်းခြင်းဒီ9ဒီ3ညနဲ့ပေါင်းတော့9အဲ့ဒီ9တပြားကလည်းနောင်တစ်ပွဲမှာသူကမပြောက်ပတ်ပြီးပါဆိုတော့ဘာလို့ကြာပြီးခဲ့လဲ50ခွန်58ဆိုပြီးသူကလည်းကြာပြီးခဲ့တယ်ဒါဆိုရင်ဒီ6ကဒီ9ရဲ့6ကကဏ္ဍနှလုံးပေါင်းခြင်းဒီ1ဒီ3ညနဲ့ပေါင်းတော့1တဲ့အဲ့ဒီ1တပြားကလည်းနောက်တစ်ပွဲမှာမပြောက်ပတ်ပြီးပါဆိုတော့1ခွန်16ဆိုပြီး1တပြားကိုကြာပြီးခဲ့တယ်ဗျာနော်ဒီမှာကကျွန်တော်တို့ဖောင်းပွဲခံထားတော့ကြောယူမယ်ဗျာနော်အဲ့တော့ဒီနှစ်ဒီခွန်ကဏ္ဍနှလုံးပေါင်းခြင်းဒီ9တဲ့ဒီ3ညနဲ့ပေါင်းတော့9အဲ့ဒီ9တပြားကလည်းနောက်တစ်ပွဲမှာမပြောက်ပတ်ပြီးပါဆိုတော့ကျွန်တော်တို့ကအားရပြီလေ9ဒီ3ချက်ပေါ့ဗျာနော်9ဒီ3ချက်ဒါပွဲချုပ်အပင်ရှည်9 3ချက်ဟုတ်ပြီရဲ့အဲ့လားဆိုရင်ကျွန်တော်တို့ကလာပြီအနှစ်ပေါ့ဗျာနော်ဒါကပွဲချုပ်တွေကတော့ဒါကဘေးကအကာစမ်းအထောက်အကူလေးတွေပေါ့အခုကပွဲချုပ်ပွဲသူ့ရဲ့ပွဲအတွင်းထဲမှာပဲနော်ပွဲအတွင်းထဲမှာပဲကြားတဲ့အနှစ်သာရတွေကိုလာပါပြီဗျအဲ့တော့လိုက်တယ်လက်မလေးတွေနှိပ်ပြီးရှယ်မှုရှယ်ရလေးနဲ့ကူညီပေးအများမြင့်အများတွေ့အများပေါက်အောင်ပေါ့ဗျာနော်အဲ့တော့တဲ့ကျွန်တော်တို့ဒါကတော့6 3ချက်ပေါ့ဟုတ်ပြီဒါဆိုဒီတရွက်ကိုခဏဖယ်လိုက်မယ်ဗျာနော်ဖယ်ပြီးတော့နောက်အတစ်တရွက်နဲ့ပြရမယ်ဒါကတော့အကျန်းလေးဖြစ်သွားပြီဗျာနော်စာရွက်ဆွဲရတာမလွယ်လို့ပါဒီ8ကဒီ6ကပေါ့ဗျာနော်8 6ကဏ္ဍနှလုံးပေါင်းခြင်းဒီကျွန်တော်တို့4ဖြစ်တဲ့တော့4ရဲ့နက်ခတ်နှစ်တပြားဒီရဲ့ကျွန်တော်တို့သူ့ရဲ့ပွဲအတွင်းကြံ2ရက်ပေါ့ဗျာနော်ကြာတာပရိတောက်ကြမှာနှစ်ဒီတစ်ချိန်လာမယ်ဆိုတော့ကျွန်တော်တို့ကြာတာပရိတောက်ကြပေါ့ဗျာနော်အဲ့မှာဘာလို့ကြာပြီးခဲ့လဲ52 60နှစ်ဆိုပြီးနှစ်ကတစ်ချိန်ဆင်းပြီးခဲ့တယ်နော်ဒါကသူ့ရဲ့ပွဲအတွင်းကြာတာပရိတောက်ကြကြံ2ရက်ကဲပေါ့လာပြီးအနှစ်တည်းကြီးပဲနော်အနှစ်ချုပ်ကိုလာပြီးအဲ့တော့သူ့ရဲ့ကြံနှစ်ကြာတာပရိတောက်ကြမှာဘာလို့ကြာပြီးခဲ့လဲနှစ်တပြားက9နှစ်6နှစ်ဆိုပြီးတော့နှစ်တပြားကိုကြာပြီးခဲ့တယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ထပ်ဆက်ကြည့်မယ်ဒီ3ရဲ့ဒီ8က3 8ကဏ္ဍနှလုံးပေါင်းခြင်းဒီ1ဖြစ်တဲ့အတွက်အဲ့ဒီ1ကနက်ခတ်8တပြားကတဲ့နော်အဲ့ဒီ8တပြားကသူ့ရဲ့ပွဲအတွင်းထဲမှာကြာတာပရိတောက်ကြမှာတစ်ချိန်လာမယ်ဆိုတော့ဘာလို့ကြာပြီးခဲ့လဲ80နှစ်ဆိုပြီးသူကလည်း8ကိုကြာပြီးခဲ့တယ်ဒါသူ့ရဲ့ပွဲအတွင်းဗျာနော်ပွဲအတွင်းမှာကြာပြီးတာဒါဆိုရင်ဒီ9ရဲ့ဒီ4ရဲ့6လေးကဏ္ဍနှလုံးပေါင်းခြင်းဒီ3ဖြစ်တဲ့3ရဲ့နက်ခတ်9တပြားတဲ့အဲ့ဒီ9တပြားကသူ့ရဲ့ပွဲအတွင်းထဲမှာကြာတာပရိတောက်ကြမှာတစ်ချိန်လာမယ်ဆိုတော့3ညာ9ခွန်9ဘူးဆိုပြီး9ကိုသူကလည်းကြာပြီးခဲ့တယ်ဒါကကျွန်တော်ပွဲအတွင်းကြံ2ရဲ့ပွဲအတွင်းမှာသူကလုံးမိုင်ကိုအရင်ပြတယ်နော်ပြီးရင်အဲ့လုံးမိုင်နဲ့ကလုံးကိုထပ်ပြပြီးမယ်အပြီးကြာပြီးခဲ့တာဒါဆိုဒီခွန်ရဲ့ဒီ3ရဲ့ခွန်3ကဏ္ဍနှလုံးပေါင်းခြင်းဒီ3ညာဖြစ်တဲ့အတွက်အဲ့ဒီ3ညာရဲ့နက်ခတ်ကျွန်တော်တို့ခွန်တဲ့အဲ့ဒီခွန်တပြားကသူ့ရဲ့ပွဲအတွင်းကြာတာပရိတောက်ကြမှာတစ်ချိန်လာပါမယ်ဆိုတော့ဦးရန်လင်းကဆရာတဲ့6လာပါအောင်မလားဒီ2ရက်အတွင်းမှာ6လာပါမယ်ဗျာနော်ကြံ2ရက်အတွင်းမှာ6လာပါမယ်အဲ့တော့ကျွန်တော်တို့ဒီခွန်နဲ့အဲ့ဒီခွန်ကသူ့ရဲ့ပွဲအတွင်းထဲမှာကြာတာပရိတောက်ကြမှာသူကတစ်ချိန်လာပါမယ်ဆိုတော့ဘာလို့ကြာပြီးကြလဲခွန်6 9ခွန်ဆိုပြီးကျွန်တော်တို့ခွန်တပြားကိုကြာပြီးခဲ့တယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့စက်ကြည့်မယ်ဒီခွန်ရဲ့ဒီ3ညရဲ့ခွန်3ညကဏ္ဍနှလုံးပေါင်းခြင်းဒီခွန်ဖြစ်တဲ့အတွက်အဲ့ဒီခွန်ရဲ့နက်ခတ်အဲ့ဒီ3ညတပြားကတဲ့သူ့ရဲ့ပွဲအတွင်းထဲမှာကြံ2ရက်ကြာတာပရိတောက်ကြမှာတစ်ချိန်လာပါမယ်ဆိုတော့ကြာတာပရိနေ့မနက်ဈေးမှာ3ည3ဆိုပြီး3ညတပြားကိုသူကကြာပြီးကြတယ်ဗျာနော်ဒီမှာကကျွန်တော်တို့ဖောင်းပွဲရှိတော့ကြောယူမယ်သူကပွဲအတွင်းဆိုတော့သူ့ကိုကြော်ထားခဲ့လို့ရတယ်အဲ့တော့ဒီခွန်ရဲ့ဒီတက်တယ်နော်
ဒီတက်ကခွန်ရဲ့ကဏ္ဍနှလုံးပေါင်းချင်းဒီရှစ်ဖြစ်တဲ့အတွက်အဲ့ဒီရှစ်ကနက်ခတ်တစ်တပြားတဲ့နော်အဲ့ဒီရှစ်ကနက်ခတ်တစ်တပြားကတဲ့သူ့ရဲ့ပွဲတွင်းထဲမှာကြာတာပရိတောက်ကြမှာတည်ငါပါမယ်ဆိုတော့ကျွန်တော်တစ်တပြားဒီတဲ့ကြာသူ့ရဲ့ပွဲတွင်းကြာတာပရိတောက်ကြမှာတည်ဆိုတော့ဘာလို့ကြာပြီးခဲ့လဲ31ဆိုပြီးတစ်တပြားကိုကြာပြီးခဲ့တယ်31ဆိုပြီးတစ်တပြားကိုကြာပြီးခဲ့တယ်ဘိုးကနည်းနည်းကြွားတယ်ဗျာနော်အပေါ်ကတွတ်တန်နဲ့ကြားလာပြီဟုတ်ကဲ့ပါဗျာနော်1189ရောက်တော့ညီကောင်မောင်နှမတွေမင်္ဂလာပါအဲ့တော့ကျွန်တော်တို့ကဒီမှာကြည့်မယ်ဆိုရင်လေဒီပွဲပေါ်တော့ဒီ6ကဲ3ညရဲ့ကဏ္ဍနှလုံးပေါင်းချင်းဒီ6ဖြစ်တဲ့အတွက်အဲ့ဒီ6ကဲနက်ခက်အဲ့ဒီ9တပြားကအားတဲ့သူ့ရဲ့ပွဲအတွင်းကြာတာပဲတောက်ကြမှာတစ်ချိန်လာရမယ်ဆိုတော့ကျွန်တော်တို့ဒီကိုဒီလေကျွန်တော်တို့နှစ်ပွဲဖြစ်သွားပြီပေါ့ဗျာเนาะကျွန်တော်တို့ဒီမှာ85ပွဲလေကွာ9ကပြောက်တာဒီမှာပြောက်တာကိုကျွန်တော်တို့ကအခုကြာတာပရိတောက်ကြရောက်လာပြီ3ပွဲမြောက်မှာဒီကိုကဒါနိုင်ကြီးပူများတယ်เนาะကြောက်ကနန်းလည်းဖြစ်တယ်ပြီးတော့သူ့ရဲ့ပွဲအတွင်းထဲမှာလည်းသူက9ဒီတစ်ချိန်ပြန်လာပြီးရမယ်ဆိုတော့ကျွန်တော်တို့9ဒီသတော့3ချက်ဒီတစ်ချက်က4ချက်ဟုတ်ပြီအဲ့ဒီ9ကိုကျွန်တော်တို့ဘာနဲ့ပြီးတယ်ဆိုတာကိုကျွန်တော်ပြမယ်ကျွန်တော်တို့ဒီ3ရဲ့ဒီ8ကကဏ္ဍနှလုံးပေါင်းချင်းဒီတစ်ဖြစ်တဲ့အဲ့ဒီတစ်ကနက်ခက်8တပြားပိုင်ကိုတဲ့နော်အဲ့ဒီ8တပြားပိုင်ကိုဒါကကျွန်တော်တို့မင်းနီလေးနဲ့တစ်ချက်ပြန်ဆွဲပြမယ်ဗျာနော်အဲ့ဒီ8တပြားပိုင်ကိုသူ့ရဲ့ပွဲအတွင်းထဲမှာပဲပြီးကြဗျာနော်သူ့ရဲ့ပွဲအတွင်းထဲမှာကြာတာပရိတောက်ကြထဲမှာပဲသူကဒီကီးနဲ့ဒီလုံးပိုင်တွေကလုံးဝကြပြီးနေရကျွန်တော်တို့ဒီမှာတွက်ပြီးဒီလိုနောင်တပွဲမှာကြတာမဟုတ်ဘူးနော်ညီကောင်မောင်နှမတွေကိုနားလဲမယ်လို့ထင်ပါတယ်နားလဲအောင်ပြောမယ်ဆိုဒီတပွဲမှာကြားတဲ့ကဏ္ဍကဒီတပွဲမှာလာကြမှာမဟုတ်သူ့ရဲ့ပွဲအတွင်းထဲမှာကြာတာပရိတောက်ကြပါတယ်သူကကြားခဲ့တယ်စိုက်အဲ့တော့ဟုတ်ပြီတဲ့ကျွန်တော်တို့ဒီ3ရဲ့ဒီ8က38ကဏ္ဍနှလုံးပေါင်းချင်းဒီတစ်ဖြစ်တဲ့အတွက်အဲ့ဒီတစ်ကနက်ကအဲ့ဒီ8တပြားကိုတဲ့ဒီခွန်ရဲ့ဒီတစ်ကကဏ္ဍနှလုံးပေါင်းချင်းဒီ8ဖြစ်တဲ့အတွက်8ကပါဝါဒီ3 8ကနက်ခတ်ဒီကျွန်တော်တို့တစ်ဆိုတော့8တပြားပိုင်ကိုတဲ့831နဲ့ပြီးရပါမယ်ဆိုတော့ဘာလို့ကြာပြီးကြလဲဒီမှာ38ဆိုပြီးတော့သူ့ရဲ့ပွဲအတွင်းထဲမှာပဲတောက်ကြနေမနက်စည်းမှာမကြပြီးခဲ့ဘူးလားကြပြီးခဲ့တယ်နော်ဒါမွေးကနန်းအဲ့တော့ဟုတ်ပြီဒီ9ရဲ့ဒီ4ရဲ့ကဏ္ဍနှလုံးပေါင်းချင်းဒီ3ဖြစ်တဲ့အတွက်အဲ့ဒီ3ရဲ့နက်ခတ်9တပြားပိုင်ကတဲ့9တပြားပိုင်ကသူ့ရဲ့ပွဲအတွင်းကြာတာပရိတောက်ကြမှာတစ်ချိန်ဆိုတော့ဒီမှာကျွန်တော်တို့ကြာတာပရိတောက်ကြမှာ9တလုံးရပြီဒီခွန်ရဲ့ဒီ8ရဲ့ကဏ္ဍနှလုံးပေါင်းချင်းဒီ9ဖြစ်တဲ့အတွက်9ရဲ့ပါဝါဒီ3ည9ရဲ့နက်ခတ်ဒီ3ဆိုတော့9တပြားပိုင်ကိုတဲ့933နဲ့သူ့ရဲ့ပွဲအတွင်းကြာတာပရိတောက်ကြမှာကြံ2ရက်မှာကြပြီးရပါမယ်ဆိုတော့ဘာလို့ကြပြီးခဲ့လဲ9ဘူး50ဆိုပြီးဒီမှာကြပြီးခဲ့တယ်ဗျာနော်395ဘူးဆိုပြီးသူကလည်းသူ့ရဲ့ပွဲအတွင်းကြာတာပရိတောက်ကြမှာကြပြီးခဲ့တယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဆက်ကြည့်မယ်အနှစ်တည်းကြီးပဲလာတာဗျာနော်အနှစ်တည်းကြီးပဲကျွန်တော်ပြပြီးနေတာအနှစ်တည်းကြီးပဲလာပြီးနောက်တစ်ဆိုင်ရှိသေးတယ်ကဏ္ဍသွားညီတဲ့ဟာကကျွန်တော်တို့ main ကဏ္ဍလာမယ်အဲ့တော့ဒီခွန်ရဲ့ဒီ3ရဲ့ကဏ္ဍနှလုံးပေါင်းရင်းဒီ3ညဖြစ်တဲ့အတွက်အဲ့ဒီ3ညရဲ့နက်ကဟာဒီခွန်တပြားကတဲ့သူ့ရဲ့ကြာတာပရိတောက်ကြပွဲအတွင်းကြာတာပရိတောက်ကြမှာတစ်ကြိမ်ဆိုတော့ခွန်6 9ခွန်ဆိုပြီးကြာတယ်ဟုတ်ပြီအဲ့ခွန်တစ်လုံးပိုင်ကိုတဲ့ဒီတက်ကဒီ3ညရဲ့ကဏ္ဍနှလုံးပေါင်းရင်းဒီတစ်ဖြစ်တဲ့အတွက်တက်ကပါဝါဒီ6တက်ကနက်ခတ်ဒီ8ဆိုတော့ခွန်တစ်လုံးပိုင်ကိုတဲ့168နဲ့ပြီးရပါမယ်ဆိုတော့ဒီမှာဘာလို့ကြာပြီးကြလဲ86ဆိုပြီးတော့သူကလည်းကြာတာပရိနိမနက်စည်းမှာတင်86ဆိုပြီးသူ့ရဲ့ပွဲအတွင်းထဲမှာကြာတယ်နော်ဒီပွဲရကဏ္ဍကဒီကိုသွားကြာတာမဟုတ်ဘူးသူ့ရဲ့ပွဲအတွင်းထဲမှာကြံ2ရက်အတွင်းမှာတင်ပဲသူကလိုက်ကြာပြီးနေတယ်အဲ့တော့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီခွန်ရဲ့ဒီ3ညရဲ့ခွန်3ညကဏ္ဍနှလုံးပေါင်းချင်းဒီခွန်ဖြစ်တဲ့အတွက်အဲ့ဒီခွန်ရဲ့နက်ခတ်3ညတပြားတဲ့အဲ့ဒီ3ညတပြားကသူ့ရဲ့ကြာတာပရိတောက်ကြပွဲအတွင်းမှာတစ်ကြိမ်ဆိုတော့ဒီမှာ3ည3ဆိုပြီးကြာတယ်ဟုတ်ပြီဒါဆိုရင်အဲ့3ညတစ်လုံးပိုင်ကိုဒီ9ဒီ3ညကဏ္ဍနှလုံးပေါင်းချင်းဒီ9ဖြစ်တဲ့အတွက်9ရဲ့ပါဝါဒီ3ည9ရဲ့နက်ခတ်ဒီ3ဆိုတော့3ညတစ်လုံးပိုင်ကို9 3ည3နဲ့ပြီးရမယ်တဲ့သူ့ရဲ့ပွဲတွင်းကြာတာပရိတောက်ကြမှာဆိုရင်ဘာလို့ကြာပြီးခဲ့လဲ3ည3ဆိုပြီးကြာတာပရိနေ့မနက်စည်းမှာတင်သူကလည်းကြာပြီးခဲ့တယ်ဒီမှာကကျွန်တော်တို့ဖောင်းပွဲရှိတော့ကြော်ထားတယ်ဟုတ်ပြီဒါဆိုရင်ဒီခွန်တစ်ကယ်ခွန်ရဲ့ကဏ္ဍနှလုံးပေါင်းချင်းဒီ8ဖြစ်တဲ့အတွက်အဲ့ဒီ8ကနက်ခတ်1တပြားပိုင်နဲ့အဲ့ဒီ1တပြားပိုင်ကသူ့ရဲ့ပွဲတွင်းကြာတာပရိတောက်ကြမှာတစ်ကြိမ်ဆိုတော့3 1 3ည1ဆိုပြီးသူကကြာထားတယ်အဲ့ဒီ1တပြားပိုင်ကိုဒီခွန်ဒီ3ညကဏ္ဍနှလုံးပေါင်းချင်းဒီခွန်ဖြစ်တဲ့အတွက်ခွန်ရဲ့ပါဝါဒီနဲ့ခွန်ရဲ့နက်ခတ်ဒီ3ညဆိုတော့1တပြားပိုင်ကိုတဲ့ခွန်
နှစ်3ညနဲ့ပြီးရပါမယ်ဆိုတော့ဒီမှာဘာလို့ကြာပြီးကြလဲ3ည1ဆိုပြီးတော့တောက်ကြနေညနေစည်းမှာနော်သူ့ရဲ့ပွဲတင်တောက်ကြနေညနေစည်းမှာတင်သူကကြာပြီးခဲ့တယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီကြံ2ရက်အခုပွဲတွင်ကြံ2ရက်ကေပေါက်မှာကျွန်တော်တို့ဒီ6ကဒီ3ညရဲ့ကဏ္ဍနှလုံးပေါင်းရင်းဒီ6ဖြစ်တဲ့အတွက်6ကနက်ခတ်ဟာဒီ6တပြားပိုင်ကိုတဲ့အဲ့ဒီ6တပြားပိုင်ကိုဒီ9တီ6ကဏ္ဍနှလုံးပေါင်းရင်းဒီတစ်ဖြစ်တဲ့အတွက်တဲ့တကယ်ပါဝါဒီ6တကယ်နက်ခတ်ဒီ8ဆိုတော့6တပြား6တလုံးပိုင်ကိုတဲ့ကြံ2ရက်အတွင်းမှာပေါ့ဗျာနော်6တလုံးပိုင်ကို168နဲ့သူကတစ်ချက်ပြီးရမယ်တဲ့61 96 98နော်68ဆိုပြီးသူကလည်းတစ်ချက်ပြီးရမယ်တဲ့ဟုတ်ကဲ့ပါဗျာနော်1419ရောက်တော့ညီကိုမောင်နှမတွေမင်္ဂလာပါဒါကတစ်ချက်နော်ဒါကတစ်ချက်ဟုတ်ပြီအဲ့တစ်ချက်ဒါဆိုရင်ကျွန်တော်နောက်တစ်ချက်ကိုနောက်တစ်ရွက်နဲ့ပြရမယ်61 96 98ပေါ့ဗျာနော်ဒါကတစ်ချက်အရာပြီဒါကလည်းကျွန်တော်တို့ဒီခွန်ရဲ့ဒီ3ရဲ့ပေါ့ဗျာနော်ခွန်3ကဏ္ဍနှလုံးပေါင်းခြင်းဒီတဲ့ခွန်3ကဏ္ဍနှလုံးပေါင်းခြင်းဒီ3ညဖြစ်တဲ့အတွက်အဲ့ဒီ3ညရဲ့နက်ခတ်နော်ခွန်တပြားပိုင်ကိုတဲ့အဲ့ဒီခွန်တပြားပိုင်ကို3ညရဲ့နက်ခတ်ခွန်တပြားပိုင်ကိုကျွန်တော်တို့ဘာနဲ့ပြီးမလဲဆိုတော့ဒီ8ကဒီ3ရဲ့8 3ကဏ္ဍနှလုံးပေါင်းခြင်းဒီ1ဖြစ်တဲ့အတွက်တဲ့နော်တကယ်ပါဝါဒီ6တကယ်နက်ခတ်ဒီ8ဆိုတော့ခွန်တလုံးမိုင်ကို168နဲ့ပြီးရမယ်တဲ့သူ့ရဲ့ပွဲအတွင်းထဲမှာပဲဒါလည်းပွဲအတွင်းထဲမှာပဲเนาะကြာတာပရိတောက်ကြမှာပွဲအတွင်းထဲမှာဘာလို့ပြီးခဲ့လဲ86ဆိုပြီးကျွန်တော်တို့ဒီမှာမပြီးပေးခဲ့ဘူးဒါပြီးပေးခဲ့တယ်ဒါကနောက်တစ်ချက်เนาะဒါကနောက်တစ်ချက်အဲ့တော့ဒီခွန်ဒီ3ညကဏ္ဍနှလုံးပေါင်းခြင်းဒီခွန်3ညကဏ္ဍနှလုံးပေါင်းခြင်းဒီခွန်ဖြစ်တဲ့တော့အဲ့ဒီခွန်ရဲ့နက်ခတ်ဟာဒီ3ညတလုံးပိုင်ကိုတဲ့အဲ့ဒီ3ညတလုံးပိုင်ကိုဒီ6ဒီခွန်ကဏ္ဍနှလုံးပေါင်းခြင်းဒီ3ဖြစ်တဲ့အတွက်3ရဲ့ပါဝါဒီရှေး3ရဲ့နက်ခတ်ဒီ9ဆိုတော့3ညတလုံးပိုင်ကို385နဲ့ပြီးရပါမယ်ဆိုတော့သူ့ရဲ့ကြံ2ရက်ကြာသာပရိနေမနက်စည်းမှာရင်3ည3ဆိုပြီးတော့လည်းမထွက်ပေးသွားဘူးလားထွက်ပေးသွားတယ်ပဲโอเคမင်္ဂလာပါဟုတ်ကဲ့ပါဗျာနော်ဟုတ်ကဲ့ပါအဲ့တော့ဘာလို့ကြာပြီးခဲ့လဲ3ည3ဆိုပြီးတော့လေသူကကြာပြီးခဲ့တယ်တစ်ချက်ဒီမှာကကျွန်တော်တို့ဖောင်းပွဲရှိတော့ကြော်ထားခဲ့မယ်ဒါမှဒီတစ်ကဒီ8ကတဲ့ sorry ဗျာနော်တစ်ကခွန်ရကဏ္ဍနှလုံးပေါင်းခြင်းဒီတစ်ခွန်ကဏ္ဍနှလုံးပေါင်းခြင်းဒီ8ဖြစ်တဲ့အတွက်အဲ့ဒီ8ကနက်ခတ်တစ်တပြားတဲ့အဲ့ဒီတစ်တလုံးပိုင်ကိုတဲ့ဒီ3ညဒီ3ကဏ္ဍနှလုံးပေါင်းခြင်းဒီ3ဖြစ်တဲ့အတွက်3ရဲ့ပါဝါဒီရှေး3ရဲ့နက်ခတ်ဒီ9ဆိုတော့တစ်တပြားပိုင်ကိုတဲ့385နဲ့ပြီးရပါမယ်ဆိုတော့ဘာလို့ကြာပြီးခဲ့လဲဒီမှာကြာသာပရိနေမနက်စည်းမှာတင်သူ့ရဲ့ပွဲအတွင်းထဲမှာပဲเนาะဒီပွဲအတွင်းထဲမှာပဲကြာပြီးခဲ့တာဒီမွေးကနန်းနဲ့ကလုံးနဲ့လုံးပိုင်နဲ့ကလုံးတွေကသူ့ရဲ့ပွဲအတွင်းထဲမှာတင်ကြာပြီးခဲ့တာညီကောင်မောင်နှမတွေအဲ့တော့ကျွန်တော်တို့ဘာကြာပဲ69ခွန်9နဲ့တဲ့ကျွန်တော်က6တလုံးပိုင်ကို168နဲ့ပေါ့ဗျာเนาะ168နဲ့ဆိုတော့တစ်ချက်အဲ့တော့ဘာလို့ကြာပြီးခဲ့လဲ31ဆိုပြီးကျွန်တော်တို့ဒီမှာကြာပြီးခဲ့ဦးလားကြာပြီးခဲ့တယ်နော်31ဆိုပြီးကြာပြီးဒါဆိုရင်ကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုဒီ6ကတဲ့ဒီ3ညရဲ့6 3ညကဏ္ဍနှလုံးပေါင်းခြင်းဒီ6ဖြစ်တဲ့အတွက်အဲ့ဒီ6ကနက်ခတ်ဟာဒီ6တပြားပိုင်ကိုတဲ့6တလုံးပိုင်ကိုတဲ့ကျော်ဆိုးဆိုတဲ့အကောက်ပိုင်ရင်ဟုတ်ကဲ့ပါဗျာနော်64 96 9ဘူးတူတာဆိုရင်တဲ့96ပါဟုတ်ကဲ့အဲ့ဒီကျွန်တော်တို့ main ကဏ္ဍပေါ့ဗျာနော် main ကဏ္ဍကိုပြီးရင်ကျွန်တော်နောက်တစ်ချက်ပြပေးဦးမယ်ဒါကကျွန်တော်တို့အနှစ်ချုပ်ပြတာပေါ့ဗျာနော်ဒါဆိုရင်ဟုတ်ပြီဒီခွန်ရဲ့အဲ့ဒီ6တပြားပိုင်ကိုဒီခွန်ရဲ့တဲ့ဒီနှစ်ကခွန်နှစ်ကဏ္ဍနှလုံးပေါင်းခြင်းဒီ6ဖြစ်တဲ့အတွက်အဲ့ဒီ6ရဲ့ပါဝါဒီ4 6ရဲ့နက်ခတ်ဒီ6ဆိုတော့ဘာလို့ကြာပြီးကြလဲ6တလုံးပိုင်ကို6ဘူး6 4 6 6စောစောကဟာဒီမှာ6တလုံးပိုင်ကိုတဲ့6တလုံးပိုင်ကို61 96 98ဆိုတော့ကျွန်တော်တို့ကကဏ္ဍဒီတွားညီတာက96လာမယ်နောက်တစ်ချက်ကိုပြပေးမယ်เนาะအဲ့တော့ဒီနှစ်ရက်ကိုခဏဖယ်မယ်ဖယ်ပြီးရင်ဖြစ်စဉ်လေးပေါ့ဗျာเนาะဒါနဲ့ညှိနှိုင်းတာပေါ့အများနဲ့ညှိနှိုင်းတာဖြစ်စဉ်လေးပေါ့သူ့ရဲ့ဖြစ်စဉ်လေးလာနေတဲ့ဟာလေးကိုကျွန်တော်တို့အများနဲ့ညှိနှိုင်းတာပေါ့ကျင်းတွေကံမှန်ကြီးတော့ကျွန်တော်လည်းတက်ကြီးတော့မသိဘူးပေါ့ဗျာเนาะဒီ38ဆိုပြီးတော့ကျွန်တော်တို့ထွက်ပြီပေါ့ဗျာเนาะ38ဆိုပြီးတော့ထွက်ပြီဟုတ်ပြီ38လို့ထွက်ပြီးသွားရင်တဲ့သူ့ရဲ့အောက်မှာ
သူ့ရဲ့ပွဲအတွင်းထဲမှာတို့မဟုတ်နောင်တပွဲမှာအပူနဲ့နက်ခတ်တဲ့နော်အပူနဲ့နက်ခတ်ဒီတစ်ချိန်လာမယ်တဲ့သူ့ရဲ့ပွဲအတွင်းထဲမှာထွက်ပြီးသွားမှာတော့ပြောဗျာနော်သူမထွက်ခင်အပေါ်မှာကြံခဲ့တဲ့ဟာကိုပြောခြင်းမဟုတ်ဘူး38 83တို့ထွက်ပြီးသွားရင်သူ့ရဲ့ပွဲအတွင်းမှာပဲဖြစ်ဖြစ်သူ့ရဲ့နောင်တပွဲမှာပဲဖြစ်ဖြစ်အပူးနဲ့နက်ခတ်တီးတဲ့လာပေးရမယ်ဆိုတော့ကျွန်တော်တို့ဘာလို့ကြပေးခဲ့တဲ့ဒီမှာ10ပူး40နှစ်ဆိုပြီးအပူးနဲ့နက်ခတ်တီးနောင်တပွဲမှာလိုက်ပြီးတယ်ဒါကျွန်တော်တို့ထိုးအားပူကောင်းအောင်လို့ပေါ့ဗျာနော်ကဏ္ဍကိုညှိတာပေါ့ဒါဆိုရင်ကျွန်တော်တို့နောင်တစ်ချက်ကိုလိုက်ရှာမယ်ဆိုရင်38ဒီမှာ38ဆိုပြီးတစ်ချက်ထွက်ပြီးသွားပြီနော်38ဆိုပြီးတစ်ချက်ထွက်ပြီးသွားပြီ38ဆိုပြီးထွက်ပြီးသွားတော့ဒီမှာဘာလို့ကြာပြီးခဲ့တယ်သူ့ရဲ့ပွဲအတွင်းထဲမှာ42ဆိုတဲ့နက်ခတ်နော်42ဆိုတဲ့နက်ခတ်လိုက်ပြီးတယ်အဲ့တော့ကျွန်တော်တို့ကနောက်ထပ်ကြည့်မယ်ဆိုရင်ဒီမှာ83တစ်ချက်ထွက်ပြီး83လို့ထွက်ပြီးသွားတာ ਨੇ သူ့ရဲ့ပွဲအတွင်းထဲသို့မဟုတ်နောင်တပွဲမှာအပူးနဲ့နက်ခတ်ဆိုတော့ဒီမှာဘာလို့ကြာပြီးတဲ့5ဘူး6ဘူးဆိုပြီးအပူးတွေလိုက်တာတယ်နော်အပူးတွေဒါဖြည့်ရိုးဖြစ်စဉ်လေးကိုညှိနှိုင်းဆွေးနွေးတာပေါ့ဗျာနော်ညှိနှိုင်းဆွေးနွေးတာပေါ့ဒီကောင်မောင်နှမတွေကလည်းဝိုင်းပြီးဆုံးဖြတ်ပေါ့ဗျာနော်ဝိုင်းပြီးဆုံးဖြတ်စဉ်းစားကြိုက်မခင်စောမကြိုက်ရင်ကြော်ပေါ့နောက်တစ်ချက်ကိုဆက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ38တစ်ချက်လာပြီ38လို့လာပြီးသွားရင်လည်းသူ့ရဲ့ပွဲအတွင်းထဲမှာတို့မဟုတ်အပေါ်မှာမဆိုင်ဘူးနော်သူထွက်ပြီးသွားတော့မှလာတဲ့ဖြစ်စဉ်ကိုပြောခြင်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့အပူးသွမဟုတ်တဲ့နောင်တပွဲအထီပေါ့ဗျာနော်အပူးသွမဟုတ်နက်ခတ်ဆိုတော့ကျွန်တော်တို့ဒီမှာသူ့ရဲ့ပွဲအတွင်းထဲမှာမကြပြီးခဲ့ဘူးဒီမှာဘာလို့ကြပြီးခဲ့လဲနောင်တပွဲမှာ96ဆိုတဲ့နက်ခတ်နော်96ဆိုတဲ့နက်ခတ်ကိုသူကတစ်ချက်ကြပြီးပြီအဲ့တော့ဒီမှာကျွန်တော်တို့38နောင်တစ်ချက်ကြပြီဆိုတော့သူ့ရဲ့ပွဲအတွင်းထဲမှာတို့မဟုတ်တဲ့နောင်တပွဲမှာအပူးနက်ခတ်ဆိုတော့ဒီမှာသူ့ရဲ့ပွဲအတွင်းထဲမှာ53ဆိုတဲ့နက်ခတ်နောင်တပွဲမှာ39ခွန်ဆိုတဲ့နက်ခတ်เนาะတစ်ချက်ကြပြီဟုတ်ကြော်ဆိုးတဲ့ဟုတ်မှန်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဗျာเนาะကျွန်တော်ကလည်းညီကောင်မောင်နှမတွေနဲ့ကျွန်တော်ကိုကြည့်ရှုအားပေးပြီးတော့ချစ်တဲ့ခင်တဲ့ညီကောင်မောင်နှမတွေနဲ့ညှိနှိုင်းဆွေးနွေးတော့ပေါ့ဗျာเนาะကျွန်တော်တူးလေးလည်းဒါကြီးကတော့ကျင်းတွေကမှကြပါမယ်လို့မပြောပါဘူးအားလုံးညှိနှိုင်းတာပေါ့ဗျာနော်ညှိနှိုင်းပြီးတော့မှဆုံးဖြတ်ကြတာပေါ့အဲ့တော့ကျွန်တော်တို့နောက်တစ်ချက်38ကြားတဲ့ site ကိုကျွန်တော်တို့ like ကြည့်မယ်ဆိုရင်ねဘယ်မှာသွားတွေ့လဲဆိုတော့ဒီမှာ38ဆိုပြီးတစ်ချက်ကြားပြီးသွားပြီ38လို့ကြားပြီးသွားရင်သူ့ရဲ့ပွဲအတွင်းသို့မဟုတ်နောင်တပွဲမှာအပူးနက်ခတ်လာမယ်ဆိုတော့သူ့ရဲ့ပွဲအတွင်းထဲမှာတင်10ဘူး80နောင်တပွဲမှာ42ဆိုတဲ့နက်ခတ်เนาะဒီမှာ80ဆိုတဲ့နက်ခတ်လာပြီအဲ့တော့ဒီမှာကျွန်တော်တို့83နောင်တစ်ချက်ကြပြီဆိုတော့သူ့ရဲ့ပွဲအတွင်းထဲမှာ6ဘူး96ဆိုတဲ့အပူးနဲ့နက်ခတ်ကြတယ်เนาะနောင်တပွဲမှာလည်း35ဆိုတဲ့နက်ခတ်6ဘူးဆိုတဲ့အပူးကိုလည်းသူကကြပြီးခဲ့တယ်ဒါဆိုရင်ကျွန်တော်တို့နောက်တစ်ချက်ကို38ကိုကြည့်မယ်ဆိုရင်ဒီမှာ38တစ်ချက်ကြပြီ38လို့ကြပြီးသွားရင်သူ့ရဲ့ပွဲအတွင်းထဲမှာကကျွန်တော်တို့ဒီမှာ80နှစ်တောက်ကြနေမှာသူက38ဆိုပြီးကြားတဲ့အတွက်သူကနောင်တပွဲမှာအပူးသုံးမဟုတ်နက်ခတ်ဆိုတော့ကျွန်တော်တို့ဘာလို့ကြပေးခဲ့လဲ6ဘူးဒီမှာ5ဘူးဆိုပြီးကြပေးခဲ့တယ်81ဆိုတဲ့နက်ခတ်ကိုလည်းကြပေးခဲ့တယ်เนาะဒါ38လာရင်အကြအများဆုံးပေါ့ဗျာเนาะအကြအများဆုံးအလိုက်အများဆုံးအထွက်အရေးဆုံးကဏ္ဍပေါ့ဗျာเนาะထွက်အရေးဆုံးနက်ခတ်နဲ့အပူးပေါ့ဒါကိုကျွန်တော်ညှိနှိုင်းဆွေးနွေးတာပေါ့အဲ့တော့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့နောက်ထပ်ရှာမယ်ဆိုရင်38ကဗမာလဲဆိုတော့ဒီမှာ83ဆိုပြီးကျွန်တော်တို့ကြာပြီးသွားပြီเนาะ83လို့ကြာပြီးသွားပြီသူ့ရဲ့ပွဲတွင်းထဲမှာအပူးနက်ခတ်လာလားမလာသေးဘူးနောက်တစ်ပွဲမှာလည်းအပူးနဲ့နက်ခတ်တီလာပြီလားမလာသေးဘူးเนาะဒီမှာ83လို့ကြာလာတဲ့တောက်လျှောက်မှာသူ့ရဲ့ပွဲတွင်းတို့မဟုတ်နောင်တပွဲမှာအပူးနက်ခတ်ဆိုတော့ဒီမှာကျွန်တော်တို့83လို့ကြာပြီးသွားပြီသူ့ရဲ့ပွဲတွင်းထဲမှာနက်ခတ်လာပြီလားအပူးလာပြီလားမလာသေးဘူးဒီမှာလည်းအပူးလာပြီလားနက်ခတ်လာပြီလားမလာသေးဘူးဒါဆိုရင်ကြံ2ရက်မှာအပူးနဲ့နက်ခတ်စောရမှာပေါ့ကျွန်တော်တို့ကအဲ့ဒီအပူးနဲ့နက်ခတ်စောရမယ်ဆိုလို့ရှိရင်လည်းစောကကျွန်တော်ပြခဲ့တဲ့ဟိုဗျာနော်ကျွန်တော်ပြခဲ့တဲ့6တလုံးမိုင်ကိုတဲ့168နဲ့ကတစ်ချက်နောက်6တလုံးမိုင်ကို
4-9နှစ်နဲ့ဆိုတော့အဲ့မှာကျွန်တော်တို့9ဘူးနဲ့96ဒီကျွန်တော်တို့အပူးနဲ့နှက်ခတ်ကပိုးအားမကောင်းဘူးလားဒါလေးကိုညှိနှိုင်းတာနော်ကြိုက်ရင်စောမကြိုက်ရင်ကြောအဲ့တော့နောက်ကျောလေးမှာကဏန်းလေးကိုတစ်ချက်စီပေးမယ်ပေါ့ဗျာနော်73ရက်8လမှ14ရက်8လ2026ကျန်2ရက်ကျန်2ရက်ကဲပေါက်ကကျွန်တော်တို့9ပတ်တီကျန်2ရက်အတွင်းမှာ9ပတ်တီကဲပေါက်ပတ်တီက9ပတ်တီအဲ့တော့ကျွန်တော်တို့ကျန်2ရက်မွေးကနန်းက9တလုံးမိုင်ကိုဒါကျန်2ရက်မွေးပေါ့ဗျာနော်ကျန်2ရက်မွေးက9ဘူး94 96နော်96နောက်တစ်ချက်91 98အဲ့မှာမိန်ကနန်းကိုကျွန်တော်ပြန်ထုတ်ပြီးမယ်9ဘူး96ဒီကနန်း2ကွက်ပေါ့ဗျာနော်ဒါလေးကို screenshot ရိုက်ယူသွားပါဗျာနော်ဒါလေးကိုချစ်တော်ညီကိုမောင်နှမတွေဒါလေးကိုချစ်တော်ညီကိုမောင်နှမတွေဗျာနော် screenshot လေးရိုက်ယူသွားပါလေးတိုက်ကလေးတွေမွေးကနန်းလေးတွေလိုချင်ရင်တော့ဒီ Viber လေးကနေဆက်သွယ်လို့ရပါတယ်ဗျာနော် Viber ကနေပြီးတော့ဆက်သွယ်ပါ Hi တော့ Hi ပေးရပါမယ်ဗျာနော်ကျွန်တော်ပေးတဲ့ကနန်းလေးတွေမှန်လို့ပေါက်တော့လေတဖဲဘူးမဟုတ်ဘူးပေါ့ဗျာနော်ပေးခြင်းတဲ့ဆန္ဒရှိလို့ရှိရင်လည်းပေးလို့ရပါတယ်အဆင်ပြေမှပေါ့ဗျာနော်မပေးခြင်းလည်းရပါတယ်အဲ့တော့ Hi ပေးမှရပါမယ်ဗျာနော် Hi ပေးမှကျွန်တော်ကနန်းပို့ပေးပါမယ်ဒီမှာကတော့ဝေကေပေးရှိပါတယ်ဗျာနော်ဒီမှာကတော့ဝေပေးရှိပါတယ်ဒါလေးကို screenshot ရိုက်ယူထားပါဗျာနော်ဆရာပြောပြ6တစ်ကြိုက်တယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ကျန်2ရက်မှာတော့ကျွန်တော်အဖွဲ့ဝင်မခေါ်တော့ဘူးဗျာနော်နောက်တစ်ပွဲကြမှာပဲအဖွဲ့ဝင်ခေါ်ပါတော့မယ်ကျန်2ရက်မှာချစ်တဲ့ညီကိုမောင်နှမတွေကိုကျွန်တော်တွေးတာမြင်တာလေးတွေကိုအရှုံးများနေတဲ့ညီကိုမောင်နှမတွေကိုတွေးတာမြင်တာလေးကိုအကုန်လုံးကိုကျွန်တော်ချပြပေးတာပေါ့ဗျာနော်ဒီကြားထဲမှာပေါ့ဗျာနော်နေတိုက်ကလေးတွေကိုမိန်ကနန်းလေးတွေလိုချင်ရင်လည်း Viber ကနေ Hi ပေးပါကဲအားလုံး screenshot ရိုက်ယူပြီးသွားပြီဆိုရင်ကျွန်တော်ရဲ့ live show season လေးကိုနားပါမယ်ဗျာနော်အားလုံးပဲမနက်ဖြန်ကမှာငွေများများဝင်နိုင်ကြပါစေဗျာနော်ရှုံးထားသမျှအရှုံးတွေခြေပြီးတော့အများများမြတ်ပါစေလို့ဆုမွန်ကောင်းတောင်းရင်လည်း
ကျွန်တော်ရဲ့ live show အစီအစဉ်လေးကိုဒီမှာတင်ပြီးဆုံးပါပြီဗျာနော်